အင်္ဂါဂျိုဘောကိုလူတွေသွားလာနိုင်ရေးအီလွန်မတ်စိတ်ကူးရင်ကတီထွင်နေတဲ့အာကာသယာဉ်ပောက်ကွဲခဲ့မှုအတွင်းလေယာဉ်သုံးစီးအလွန်ကြီးမားတဲ့အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရတယ်လို့သတင်းထွက်ပေါ်လာပါတယ်။ဒီစီမံကိန်းအတွက် SpaceX Starship အာကာသယာဉ်ကိုလူမပါဘဲ9ကြိမ်မြောက်စမ်းသပ်လွှတ်တင်မှုအနေနဲ့2025ဇန်နဝါရီလကပြုလုပ်ခဲ့ရမှာဂျိုဒုလွှတ်တင်အပြီး10မိနစ်အကြာမှာကာရစ်ဘီယံပင်လယ်အထက်မှာပောက်ကွဲပြီးလောင်ကျွမ်းအပျက်စီးအပိုင်းစာတွေဟာ JetBlue လေကြောင်းလိုင်းကလေယာဉ်တစ်စီးအရေးပေါ်ဆင်းသက်ခဲ့ရသလို Iberia Airlines ကလေယာဉ်တစ်စီးနဲ့ပုဂ္ဂလိကဂျက်လေယာဉ်တစ်စီးလည်းကြီးမားတဲ့အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတယ်လို့ Wall Street Journal ကစုံစမ်းဖော်ထုတ်တင်ပြလာပါတယ်။ခရီးသည်450တင်ဆောင်လာတဲ့ JetBlue လေကြောင်းလိုင်းကလေယာဉ်ဟာဂျိုဒုပောက်ကွဲပျက်စီးမှုကလောင်ကျွမ်းအပိုင်းစာတွေနဲ့ထိတွေ့ပြီးနောက်မှာမပြန်တမ်းရစုံအတွင်းအထိရှောင်ရှားမောင်းဝင်ပြီးဆန်ဝါအရက်မှာရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ဒီဖြစ်ရဟာဒေါ်နယ်ထရန့်ဒုတိယအကြိမ်သမ္မတဖြစ်လာပြီးနောက်အဓိကမဟာမိတ်အနေနဲ့အစိုးရဌာနတွေစွမ်းဆောင်ရည်မြင့်တင်ရေးအဖွဲ့အသစ်ဦးဆောင်သူအဖြစ်တာဝန်ယူမိရပ်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပောက်ကွဲမှုအပြီးမှာအင်္ဂါဂျိုကိုလူတွေသွားရောက်ရေးအာကာသစီမံကိန်းကအောင်မြင်ခြင်းမှအောင်မြင်တော့မယ်လို့ Elon Musk ကဆိုပါတယ်။ဒီမှုကို American လေကြောင်းထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ FAA ကဖေဖော်ဝါရီလမှာတစ်ကြိမ်စစ်ဆေးခဲ့ပြီးမတ်လမှာပြန်လည်ဆန်းစစ်မှုစီမံကိန်းကိုရပ်ဆိုင်းခဲ့ပါတယ်။